ဆိုတဲ့အသုံးအနှုန်းလေးပေါ့နော်ဒီတရားအသုံးအနှုန်းနဲယူဆိုတဲ့အသုံးအနှုန်းလေးပြောချင်တယ်အဲ့တော့နဲယူဆိုတဲ့အသုံးအနှုန်းလေးကရုပ်တရက်ပေါ့နော်ပထမဆုံးအတွေ့အကြုံပထမဆုံးခံစားလိုက်ရတဲ့အခါမျိုးမထင်မှတ်ဖဲနဲ့ပေါ့နော်ဒီလိုပုံစံမျိုးကိုယ်စိတ်ကထင်မထားတဲ့ဟာကြီးဖြစ်ပေါ်လာတဲ့အခါမှာသုံးတယ်လို့ပြောတာနော်အဲ့ဒါဆိုပထမဒါဆိုရင်ထင်ထားတာမဟုတ်တာတက်ပေါ့နော်ဒါပထမဆုံးတွေ့တဲ့ဥစ္စာကိုပြောတာမျိုးပါဖြစ်တယ်ပထမဆုံးတွေ့တာအဲ့ဆိုရင်ဒီမှာကိုကကွာအခုဆရာတို့ဆိုရင်အခန်းထဲမှာနေနေရနဲ့အခန်းထဲမှာမအေးဘူးဆရာတို့ကကြာတော့ဟီတာတွေပါရှိတယ်ရှိတဲ့ခါကျတော့အပြင်ထွက်လိုက်တာအပြင်ထွက်လိုက်တဲ့ခါကျတော့အေးတယ်ချွတ်နေယူကိုကတိတ်မအေးဘူးထင်ပေမဲ့အပြင်မှာအေးတာပဲနော်အေးလိုက်တာနော်ဒီလိုပုံစံမျိုးပြောချက်ဒီသူကရုပ်တရက်ပေါ့နော်မထင်မှတ်တာကြီးကိုကတွေးလိုက်တဲ့အခါအဲ့ဒီလိုခံစားမှုမျိုးလို့ပြောအဲ့တော့မော့တာဆိုရင်ဆရာတို့ကစားတယ်မလားအဲ့တော့မော်နဲကိုစားတယ်နော်အဲ့တော့ဆိုလိုတာတကူကအဲ့ဒီလူကအဲ့လောက်စားမယ်လဲမထင်တာမျိုးဒါမှမဟုတ်လို့ရှိရင်အဲ့ဒီအသားကိုအဲ့ဒီလူစားမယ်မထင်တာမျိုးသူကစားလိုက်တာမော်နဲကိုစားတာပဲဟုတ်လားသူတို့ဆိုရင်ဆရာတို့နိုင်ငံသားတွေကိုအများကြီးပြောတာဆရာတို့ကဂင်ချီစားတဲ့အခါနော်အဲ့တော့ဂင်ချီဂျာမော်နဲကိုသူတို့ကကိုတွေကိုဂင်ချီကောင်းကောင်းမစားဘူးလို့ထင်တာဒါပေမဲ့ကိုကဂင်ချီတွေတအားစားတာတွေ့လိုက်တယ်ဆိုတော့ဂင်ချီဂျာမော်နဲကိုသူတို့အရန်သဘောကျတာသူတို့ဂင်ချီစားလို့ရှိရင်ကိုရီးယားတွေကဂင်ချီနိုင်ငံသားတွေကင်ချီစားရင်အရန်သဘောကျတာအဲ့လိုပုံစံမျိုးသူတို့ထင်မှတ်ထားတဲ့အခါမျိုးဒါမျိုးဆိုရင်တုံးတယ်ကင်ချီကောင်းကောင်းစားတယ်နော်အဲ့လိုပုံစံမျိုးပြောတာဂျွန်းနဲယူအဲ့တော့ဒါလေးမြည်ကြည့်ပါဦးလို့ပြောတာဒါပေမဲ့သူကလာကျွေးလို့တာစားရတာကိုကကောင်းလားမကောင်းလားတော့မသိဘူးမြည်ကြည့်ဆိုတော့မြည်တယ်စားကြည့်တဲ့ခါကျတော့ဂျွန်းနဲယူကောင်းသားပဲနော်ကောင်းလိုက်တာဒီလိုပုံစံမျိုးတုံးတဲ့အတုံးဒါဆိုရင်နဲယူရဲ့အတုံးတော့နားလည်မယ်ထင်ပါတယ်အဲ့တော့ဦးနဲယူဟောလားလာတယ်နော်ရေပုနဲယူလာရင်တော့အဲ့တော့ဆရာနဲ့ကလေးကိုပေါ့နော်ခုဆရာသားသမီးတွေကိုသူတို့ကကလေးရှိလားရှိတယ်ဘယ်နဲ့ရှိတယ်အဲ့တော့ဓာတ်ပုံပြသားမှပြလိုက်တယ်ဆရာသမီးကိုပြောချင်ရေပုနဲယူဒါပထမဆုံးတွေ့တာလာတယ်နော်လာလိုက်တာနော်ဒါအဲ့လိုပုံပထမဆုံးတွေ့တဲ့အတွေ့အကြုံနော်အဲ့တော့ဒီမှာကတော့ဆရာတို့ကနဲယူတွေနဲ့တွေ့ရအဓိကကတော့လာတက်တီဆိုလို့ရှိရင်ဖြုတ်ပြရစားတာဆိုရင်စားနေယူနေတယ်နော်အဲ့တော့မောတာဆိုရင်မောနေယူလာတက်လီပြီးဖြုတ်ပြရမယ်ဒါအဓိကကြတယ်ဒါဆိုရင်အာကြီးကတဲ့ဂျောင်မရဲ့ပုနေယူကလေးကတကယ်ကိုလှတာပဲနော်တဲ့ဟွာဂျောင်မမရှိနေယူတကယ်ကိုအရာရှိတာပဲနော်ဒီလိုသူကလည်းသူ့ရဲ့ခံစားချက်ဟုတ်လားတိတ်အရာမရှိတော့ဘူးထင်မယ်စားလိုက်တဲ့အခါကျတော့ဂျောင်မဝါဂျောင်မရဲ့ဟုတ်လားမရှိနေယူတကယ်ကိုရတာရှိတာပဲနော်လို့ပြောတာအဲ့တော့ဘိုးသားဆိုတဲ့အသုံးအနှုန်းလေးပေါ့နော်ထက်လို့ဒီပဲရတယ်အဲ့တော့ဒီဘိုးသားလေးရကြတော့နှစ်ခုကိုနှိုင်းရှင်တဲ့အခါမှာသုံးတာပေါ့နော်နှိုင်းရှင်တဲ့နေရာမှာသုံးတဲ့အခါကျတော့ဆရာတို့ကဒီမှာကတော့ဆရာတို့ဘာကိုနှိုင်းရှင်ဒီနာနှစ်ခုကိုနှိုင်းရှင်တာနော်အဲ့တော့နိုင်နှစ်ခုကိုနှိုင်းရှင်တာနာဆိုတဲ့ထဲမှာဆရာတို့ကအချိန်ကာလတွေထိပါတယ်ဟုတ်တယ်မလားနာဆိုတာနာရီတွေထိဟုတ်လားနေ့ရက်တွေထိနာနေဖြစ်တယ်အဲ့တော့ဒီမှာနန်နေနိုင်ရှင်တဲ့ထဲမှာခုမြို့ရွာတွေနိုင်ငံတွေအကုန်လုံးကနန်အဲ့တော့ဒီမှာဆိုရင်ရုရှားကိုရေးတာရုရှားအဲ့ဒါရေးတော့လောရှားအားတွေရေးတာအဲ့ဒါရုရှားလို့အတန်ထွက်တာအဲ့တော့ရုရှားပူတာဟုတ်လားရုရှားတဲ့ဟုတ်လားဟန်ကုဟုတ်လားကိုရီးယားဟန်ကုကီချူအော်ယူဒီလိုပုံစံမျိုးပေါ့နော်ရုရှားတဲ့ကိုရီးယားကရေးတယ်ဒီလိုနှိုင်းရှင်တဲ့အခါမှာသုံးတာဒီပူတာကြီးရဒါဆိုရင်ဂျောညောဆိုရင်ညနေခင်းပေါ့ဗျာဂျောညောပူတာအာချင်မဲ့ဒေါ်ချူအော်ယူဒီလိုပေါ့ညနေထက်မနေ့ပိုင်းပို့ပြီးတော့အေးတယ်ဒီလိုပြောချင်တဲ့အခါမှာအဲ့လိုနှိုင်းရှင်တယ်အဲ့တော့ဆရာတို့ကဒီမှာဆိုလို့ရှိရင်ရှိကန်ဒီမြူကျော်နယ်ယူတဲ့ပြောတယ်ပေါ့နော်အချိန်နောက်ကျတယ်နော်တဲ့တချီတို့ထကာရောတစီကိုစီးချမလားပြောတာအာနီယောထရှိဘူတာဂျီယာချော်လီတော့ပါလာ
ဟဲ့တက်စီတဲ့ဟုတ်လားဒီကြားချော်မြောက်ထားပို့ပြီးတော့မြန်ပါတယ်ဒီလိုပုံစံမျိုးနှိုင်းရှင်တဲ့အခါမှာပူလာပြီလားဆိုတော့ဒီအောက်မှာဆိုလို့ရှိရင်ဂျွန်တွင်နုံကူပူတာချုကူယူဂျာရိုကျွန်တော်ကတော့ဘတ်စကတ်တဲ့ဘောလုံးကန်တာကိုပူတော်တယ်နော်အဲ့တော့နှိုင်းရှင်တဲ့အခါမှာသုံးနေဆိုတာဒီရပါအဲ့တော့16